Hello everyone ပထမဦးစွာကျမရဲ့ဗီဒီယိုကိုကြည့်ရှုပေးဖို့အတွက်အချိန်ပေးခဲ့ကြတဲ့ဒုတိယချင်းစီကိုအထူးပဲကျေးဇူးတင်ပါတယ်ဒီနေ့ကျမတင်ပြသွားမယ့်အကြောင်းအရာကတော့ ribonucleic acid အကြောင်းပဲဖြစ်ပါတယ် RNA ဟာသက်ရှိအားလုံးမှာတွေ့ရှိရတဲ့အရေးကြီးတဲ့ molecule တစ်မျိုးဖြစ်ပါတယ် RNA ဟာမျိုးရိုးဗီဇဆိုင်ရာအချက်အလက်တွေကိုတည်ဆောင်ပေးခြင်းနဲ့ cell တွေမှာ protein များထုတ်လုပ်နိုင်အောင်ကူညီပေးခြင်းတို့မှာအရေးကြီးတဲ့အခန်းကဏ္ဍအနေပါဝင်ပါတယ်ဒီတင်ပြချက်မှာ RNA ဆိုတာပါလဲ RNA ရဲ့ဖွဲ့စည်းပုံအမျိုးအစားများလှုပ်ဆောင်ချက်များနဲ့ RNA နဲ့ DNA တို့ရဲ့ကွာခြားချက်တွေကိုရှင်းလင်းတင်ပြသွားမှာဖြစ်ပါတယ်ဒီတင်ပြချက်ကနေ RNA ရဲ့အရေးပါမှုကိုပုံမနားလည်ပြီးဇီဝဗေဒဆိုင်ရာဗဟုသုတများတိုးပွားလာမယ်လို့မျှော်လင့်ပါတယ် RNA ဆိုတာ ribonucleic acid လို့ခေါ်တဲ့ nucleic acid တစ်မျိုးဖြစ်ပြီးတော့သက်ရှိဆဲအားလုံးမှာတွေ့ရှိရပါတယ်RNA ရဲ့အဓိကတာဝန်ကတော့ DNA ထဲမှာတင်ဆက်ထားတဲ့မျိုးရိုးဗီဇအချက်အလက်တွေကိုအသုံးပြုပြီး protein များထုတ်လုပ်နိုင်အောင်ကူညီပေးခြင်းဖြစ်ပါတယ်။ protein များဟာခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးရေးတစ်ရှူးများပြုပြင်ခြင်းအင်ဇိုင်းများနဲ့ဟော်မုန်းများဖွဲ့စည်းခြင်းတို့အတွက်မရှိမဖြစ်လိုအပ်ပါတယ်။ RNA ကို nucleotide လို့ခေါ်တဲ့ unit လေးများနဲ့ဖွဲ့စည်းထားပါတယ်။ nucleotide တစ်ခုစီမှာ ribose sugar, phosphate group နဲ့ nitrogen base တို့ပါဝင်ပါတယ်။ RNA မှာပါဝင်တဲ့ nitrogen base လေးမျိုးကတော့ adenine, uracil, cytosine နဲ့ guanine တို့ဖြစ်ပါတယ်။ DNA မှာရှိတဲ့ thymine အစား RNA မှာ uracil ကိုအသုံးပြုတာက RNA ရဲ့ထူးခြားချက်တစ်ခုဖြစ်ပါတယ်။ RNA မှာအဓိကအမျိုးအစား၃မျိုးရှိပါတယ်။ပထမတစ်မျိုးက messenger RNA ဖြစ်ပြီး DNA တွေကမျိုးရိုးဗီဇအချက်အလက်တွေကို ribosome စီသယ်ဆောင်ပေးပါတယ်။ဒုတိယတစ်မျိုးက transfer RNA ဖြစ်ပြီး protein တည်ဆောက်ဖို့လိုအပ်တဲ့ amino acid များကို ribosome စီပို့ဆောင်ပေးပါတယ်။တတိယတစ်မျိုးက ribosomal RNA ဖြစ်ပြီး ribosome ရဲ့အဓိကအစိတ်အပိုင်းဖြစ်ပါဝင်က protein တည်ဆောက်ရာမှာကူညီပေးပါတယ်။ RNA နဲ့ DNA ကိုနှိုင်းယှဉ်ကြည့်မယ်ဆိုရင် RNA ဟာအများအားဖြင့်ကျိုးတစ်ချောင်း single stranded ဖြစ်ပြီးတော့ DNA ကတော့ကျိုးနှစ်ချောင်း double stranded ဖြစ်ပါတယ်။ RNA မှာ ribose sugar ပါဝင်ပြီးတော့ DNA မှာ deoxyribose sugar ပါဝင်ပါတယ်။ RNA မှာ uracil ပါဝင်ပြီးတော့ DNA မှာ thymine ပါဝင်ပါတယ်။ဒီကုန်းချုပ်အနေနဲ့ RNA ဟာသက်ရှိများရဲ့အသက်ရှင်မှုလုပ်ငန်းများအတွက်အလွန်အရေးကြီးတဲ့ molecule တစ်မျိုးဖြစ်ပါတယ်။ RNA ဟာ DNA ထဲမှာရှိတဲ့မျိုးရိုးဗီဇအချက်အလက်များကိုတည်ဆောင်ပေးပြီးဆဲလ်များအတွင်း protein များထုတ်လုပ်နိုင်အောင်ကူညီပေးပါတယ်။ RNA ရဲ့အဓိကအမျိုးအစားများဖြစ်တဲ့ mRNA, tRNA နဲ့ rRNA တို့ဟာအတူတကွလှုပ်ဆောင်ပြီးတော့ protein များဖွဲ့စည်းခြင်းနဲ့ဆဲလ်များပုံမှန်လှုပ်ဆောင်နိုင်ရန်ကူညီပေးပါတယ်။ RNA မရှိပါကဆဲလ်များအနေဖြင့်ကြီးထွားဖွံ့ဖြိုးရန်ပြုပြင်ရန်နဲ့အသက်ရှင်ရန်လိုအပ်တဲ့ protein များကိုထုတ်လုပ်နိုင်မှာမဟုတ်ပါဘူး။ဒီတင်ပြချက်ကနေ RNA ရဲ့အရေးပါမှုနဲ့လှုပ်ဆောင်ချက်များကိုပုံမနားလည်လာမယ်လို့မျှော်လင့်ပါတယ်။နောက်ဆုံးအနေနဲ့ကျမရဲ့တင်ပြချက်ကိုကြည့်ရှုပေးပြီးအာရုံစိုက်နားထောင်ပေးကြတဲ့အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။